ဒီလိုတွေဘုရားဘာသာဖြစ်ရတာအလွန်ကံကောင်းတယ်။ဘာဖြစ်လို့ကံကောင်းတယ်လဲလို့ဆိုရင်တရားကလွဲမှားတာမရှိလို့ကံကောင်းတာ။လှုပ်တာမလှုပ်တာကိုယ်တာအောင်နော်။ဘုရားဟောတဲ့တရားဟာလွဲမှားမှုလုံးဝမရှိဘူး။ကိုမလှုပ်လို့ရှိရင်ကောင်းတာကိုမလှုပ်ရင်ကိုမရမှာပဲရှိတယ်။ဆိုးတာတွေကိုကိုမရှောင်လို့ရှိရင်ကိုပဲဒုက္ခရောက်မှာ။မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတယ်သဗ္ဗပါပတ္တအာဂရဏကုသလတုပတံပရအကုသိုလ်မှန်သမျှမလုံးနဲ့ကုသိုလ်မှန်သမျှမိမိတဏ္ဍာမှာပြည့်စုံအောင်လုပ်တခြားဘာသာတွေနဲ့လုံးဝမတူဘုရားဘာသာမှာလုံးတဲ့အကုသိုလ်ရဲ့လို့မရှိဘူးလုံးရမယ့်အကုသိုလ်ဆိုတာမရှိဘူးမလုံးရဘူးပဲဟောအကုမလုံးရင်ဘာဖြစ်ဆိုးကျိုးအကုသိုလ်ရဲ့တဘာဝကိုတာဝိဇ္ဇဒုက္ခဝိပါကဖြစ်ရှိတယ်ဥပမာမဲ့အစိတ်ဆိုတာဘယ်အစိတ်ပဲဖြစ်ဖြစ် cyanide တို့လိုပြင်းထန်တဲ့အစိတ်မျိုးမပြောအစိတ်ဆိုတာလူကိုကောင်းကျိုးပေးတာလို့လုံးဝမရှိဘူးเนาะပြရစိတ်ပဲဖြစ်ဖြစ်ဘာစိတ်ပဲဖြစ်အစိတ်ဆိုရင်ဘာအစိတ်ပဲခဲစိတ်ပဲဖြစ်ဖြစ်အစိတ်ဟာလူရဲ့သွေးသားတဲ့ရောက်သွားရင်အကျိုးဆိုးကျိုးကိုပေးပါပဲအဲ့ဒါလိုပဲအကုသိုလ်ဟာလူရဲ့တဏ္ဍာမှာဖြစ်ရင်ဘုသူတဏ္ဍာမှာပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုရဆိုးကျိုးကိုပေးမှာဒီလိုဆိုတာပေါ့တဘာဝဥဒါဟောဆိုးကျိုးပေးမှာကောင်းမြတ်တဲ့အရာသာခန္ဓာကိုယ်အကျိုးပြုတဲ့အရာဆိုပါတော့ flesh air ဒီကောင်းလေးတိုင်းကိုရှူရှိုက်တာကြမ်းပါစေတဲ့ဘသူရှူလေကမျက်နှာမလိုက်ဘူးကြမ်းမရေးကိုတိုးတက်စေနိုင်ပင်လယ်လေးတတ်တတ်ပြတ်ပြတ်ရှူလို့ရှိရင်အဆုတ်တွေအင်အားရှိပြီးကြမ်းမာလာနိုင်တယ်ကောင်းမြတ်တဲ့အစာအာဟာရတွေမိမိနဲ့သင့်လျော်တဲ့အစာတွေစားရင်အားဖြစ်တယ်ဘသူစားဘယ်ဘာသာဝင်စားဘယ်လူမျိုးပဲစားသမျှအားဖြစ်လာတယ်ဆိုမျက်နှာမလိုက်ဘူးလေသဘာဝဆိုတာဒီတိုင်းပဲမြတ်စွာဘုရားဟောတဲ့တရားတွေဟာသဘာဝကိုသာဟောတာဖြစ်သောကြောင့်ဒီသဘာဝအတိုင်းရှောင်ရမှာကိုရှောင်ရမယ်ဆောင်ရမှာကိုဆောင်ရမယ်ဒီလိုဆိုဒါကြောင့်မို့ဘာသာတရားတစ်ခုကိုးကွယ်ပြီးဆိုတဲ့အခါမှာအသိဉာဏ်နဲ့ဆင်ခြင်စဉ်းစားပြီးလုပ်လို့ရတဲ့ဘာသာမျိုးကိုရွေးချယ်ပြီးတော့ကိုးကွယ်ကြဘာသာလို့ဆိုတိုင်းတူလို့ကြည့်မအောင်မေ့